ဒီတပိတ်ကပြန်ကြိုဆိုပါဒီကျွန်တော်ဆွေးနွေးတဲ့အကြောင်းအရာကတဘာဝတန်စာဓာတ်တွေတူးဖော်ထုတ်ရတဲ့အခါအလွဲစီမံခန့်ခွဲမှုတွေကြောင့်ဒေသခံတွေဘလောက်ဆုံးရှုံးနေတာနေလဲတဘာဝပုံရင်ဘလောက်ဆုံးရှုံးနေတာဒါပေမဲ့ဖြစ်အောင်ဘယ်လိုနည်းလမ်းတွေရှာကြမလဲဒီကြောင်းကျွန်တော်ဆွေးနွေးနေရပါဒီနေ့ပွဲတစ်ခုလုံးခြုံပြီးတော့ကာတွန်းနဲ့ရေးဆွဲသစ်ဖို့မယ်ကာတွန်းဘိုးတန်ဖြစ်ပါတယ်ပေးသက်ကိုအလှည့်ပေးပါမယ်မေးခွန်းတွေမေးစရာရှိမယ်ထင်ပါတယ်ဒါပေမဲ့ကျွန်တော် Facebook ကပေးသက်ကိုအရင်အလှည့်ပေးလိုက်ရပါတယ် common ဆိုတဲ့နာမည်နဲ့ရေးလာတာပါစီးပွားရေးသို့မဟုတ်ဖွံ့ဖြိုးဆိုတဲ့စကားလုံးနောက်ွယ်ကအဂတိလိုက်စားမှုတွေအခုချိန်ထိရှိနေဆိုယုံကြည်တယ်ဒါအတိုင်းပြည်ပြည်ပြောင်းလဲရေးမှာစင်ခုံးတရားဖြစ်ရှုမြင်သုံးသပ်ရင်နောက်တက်လာမယ့်အစိုးရသစ်အတွက်ဘယ်ကစပြီးကင်တွယ်ဖြစ်ရှင်းကောင်းမလဲဆိုတာသိကြပါမယ်ဒီတွင်းထွက်ပစ္စည်းတွေတူးပေါ်ထုတ်လုပ်တဲ့လုပ်ငန်းကိုကျွန်တော်တို့တကယ်ညီကြီးတွေကနေဈေးကွက်အထိပေါ့နော်ကျွန်တော်စီးဆင်းသွားတဲ့ငွေတွေရဲ့ဒီစီးရလမ်းကြောင်းကိုကျွန်တော်တို့စနစ်တကျလေ့လာသုံးသပ်ခဲ့ပါတယ်အဲ့တော့စီးရလမ်းကြောင်းထဲမှာကျွန်တော်အလေလွင့်နေရှိနေပါတယ်အဲ့တော့ဒီအလေလွင့်တွေကိုဘယ်လိုအကောင်းဆုံးနဲ့ဒါကိုအနည်းဆုံးဖြစ်အောင်ဆောင်ရွက်မလဲဆိုတဲ့ကိစ္စအခုချိန်မှာကျွန်တော်တို့စနစ်တကျသိရှိလာပြီလို့ပြောလို့ရပါတယ်ကျွန်တော်ဗမာတနိုင်ငံနဲ့ရှိတဲ့ဒီဗရမ ्या တို့လိုကြောင်းတင်နေပတ်သက်ရင်လည်းကျွန်တော်တို့ဈေးကွက်ဆိုင်ရာဒီရှုထောင့်တွေကိုလည်းကျွန်တော်တို့လေ့လာသုံးသပ်ဖို့လိုပါတယ်ဒီဂျားထဲမှာရှိနေတဲ့ဒီကွက်လက်တွေအားလုံးကိုကျွန်တော်တို့ဖြည့်နိုင်တယ်ဆိုရင်ခုနပြောတဲ့ဒီစီမံခန့်ခွဲမှုပြဿနာကိုနောက်ပြီးတော့ဒီလက်ပေးလက်ယူမှုပြဿနာကိုပြီးရင်တကယ်ပြည်သူကိုတကယ်အကျိုးရှိတဲ့ဖွံ့ဖြိုးမှုရလဒ်ပေးတဲ့နေရာမှာအားကောင်းစေမှာဖြစ်ပါတယ်အခုဆိုရင်တော့အစိုးရတဲ့လုပ်ဖို့လွယ်ပါမလားဒါကြောင့်မလို့လေဒီကိစ္စဟာရေရှည်လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်ရှေးဆိုတာမြန်မြန်လေးလုပ်ရင်ကောင်းမယ်ကုန်တော့ဖြစ်မှာဟုတ်ပါတယ်ကျွန်တော်မြန်မြန်လုပ်နိုင်တဲ့ကိစ္စတော့ကျွန်တော်တို့ဒီဟာကိုဆက်ပြီးတော့ဘာမှမလုပ်ဖင်းနဲ့ပိတ်လိုက်တာလည်းကောင်းတယ်ဆိုပြီးတော့လည်းဒါအဆိုပြုလာတာရှိပါတယ်ဒါတစ်ဖက်ကကြည့်ရင်လည်းဒါကျွန်တော်တို့နိုင်ငံဟာဒီကြောင်းမြတ်ကိုထုတ်တဲ့နိုင်ငံတစ်ခုတည်းသောနိုင်ငံဖြစ်တဲ့အတွက်ကြောင့်အဲ့လောက်ကြီးထိကျွန်တော်တို့အဆုံးဆုံးထိလုံးမယ်ဆိုရင်လည်းစီးပွားရေးရှုထောင့်ကကြည့်မယ်ဆိုရင်ဒါလုံးတင်တယ်လို့တော့မှပြောလို့ရတဲ့အနေအထားရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကမထုတ်တော့ဘူးဆိုရင်ဒီကြောက်ဟာပို့ပြီးတော့မှတန်ဖိုးရှိလာမဲ့သဘောလည်းရှိပါတယ်။သို့တော်လည်းပဲကျွန်တော်တို့ဒီနေရာမှာစဉ်းစားရမယ့်ကိစ္စကဒါကျွန်တော်နိုင်ငံချစ်ကြည်ရေးကိုဒီတရုတ်နိုင်ငံကအဓိကဒီဝယ်ယူနေတဲ့နိုင်ငံလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပင်မဝယ်ယူနေတဲ့ corporation တွေကုမ္ပဏီတွေနဲ့လည်းကျွန်တော်တို့ဓာတ်ရိုက်ချစ်ဆက်ပြီးတော့ကျွန်တော်တို့ခေါ်တော့တန်ဖိုးခွင်းဆက်ကြောင်းကြီးတစ်ခုလုံး value chain ကြီးတစ်ခုလုံး integrate လုပ်နိုင်တဲ့စနစ်တစ်ခုလည်းကျွန်တော်တို့စဉ်းစားလို့ရပါတယ်တနိုင်တစ်မိုင်နဲ့နော်အားလုံးဝိုင်းပြီးတော့ကျွန်တော်တို့ဒါကိုအလူရဲ့ယူနေတာကနေစနစ်တကျလေကျွန်တော်တို့အားလုံးတစ်ဖက်ကလည်းခေါင်းတွေပေါ့နော်ခေါင်းတစ်ခုကစုံပြီးတော့ခေါင်းတစ်ခုကြားမှာကျွန်တော်တို့ဒါတကယ်အစီအမံနဲ့ဆောင်ရွက်မယ်ဆိုရင်ဒါဟာဖြစ်နိုင်ခြေရှိတဲ့အနေအထားရှိပါတယ်မြင်တာတော့ဟိုတရုတ်ဘက်ကဝယ်သူတွေနဲ့ညှိမယ်ခေါင်းတစ်ခုဆိုတာကျွန်တော်အဲ့ခေါင်းတစ်ခုစကားပြောတာကိုကျွန်တော်တို့အရေးကြီးတယ်လို့မမြင်ပါဘူးအဲ့တော့ခေါင်းတစ်ခုစကားပြောခြင်းဟာတိုင်းပြည်ရဲ့တရားစာသားတွေတိုင်းပြည်ရဲ့ကံကြမ္မာဟာဒီနှစ်ခုပေါ်မှာပဲကျွန်တော်တို့တွဲပေးလိုက်ရတာမှာလားလူတွေမြင်တာကအသက်တွေသေသွားပဲမြင်တာသူတို့သေသွားတဲ့ဘဝတွေကအများကြီးပဲအဲ့ဒီမှာမူရစ်ဆေးဝါးတွေ HIV တွေနောက်လောင်းကစားတွေအများကြီးပဲအဲ့ဒီလိုနဲ့သူတို့ရှာတဲ့ပတ်စံဟာသူတို့အိတ်ထဲမှာမရှိနိုင်ဘူးပင်ပန်းမှုနဲ့ဒီလိုနဲ့ပဲတန်တရားလည်နေတာအဲ့ဒါအစိုးရရဲ့စနစ်ပေါ်မှာမူတည်တယ်ဗျာဒါကြောင့်ကျွန်တော်ကခုနအတ္တအကျိုးစီးပွားအစိုးရဒီဘသူတွေရဲ့အကျိုးစီးပွားကိုဖော်ဆောင်ပေးမှလဲတရုတ်ကိုအပြစ်တင်ကြကျွန်တော်ကတော့တရုတ်ကိုအပြစ်မတင်ဘူးဒါကျွန်တော်တို့ပိုင်တဲ့မြေထဲမှာလေဘာကြောင့်ကျွန်တော်တို့အစိုးရကဒါကိုခွင့်ပြုထားလဲဘာကြောင့်မသိကြအောင်စောင့်နေတယ်အဲ့တော့နောက်အစိုးရလက်ထက်မှာအဓိကလောက်ရမှာကတော့ကျွန်တော်တို့ပွင့်လင်းမြင်သာမှုကသိအရေးကြီးတယ်လို့ကျွန်တော်တို့မြင်ပါတယ်အခုကကျွန်တော်တို့ကစာချုပ်စာတမ်းတွေဘယ်လိုချုပ်လို့ချုပ်ထားမှန်းလဲမသိရလိုင်းစင်တွေဘယ်လိုပုံစံနဲ့ခြာပေးထားမှန်းလဲမသိရနောက်ခုနဆရာဦးစောဝင်းဆွေးနွေးသွားတယ်အဆင့်တစ်ခုပါစောင့်ကြည့်ရမယ် monitoring ရှိရဘာမှလဲကျွန်တော်တို့ရပ်ဖက်အဖွဲ့အစည်းတွေပါစောင့်ကြည့်ခွင့်မရှိဘူးတတ်တူကုမ္ပဏီတွေကဘယ်ချိန်ကဘယ်လိုသိမ်းမှန်မသိတဲ့နေတွေမှာခြံစည်းရိုးတွေကာတယ်ဒေသခံလယ်သမားတွေရွာသူရွာသားတွေအဲ့ထဲဝင်ရင်ပြန်ပြီးတော့ချင်းချောက်ခံရတယ်တရားစွဲခံရတယ်စောင့်ကြည့်ရတဲ့လူတွေတော့မှအတူထောင်နေပြည်နာရှာရတဲ့လူတွေဒုက္ခပေးရတဲ့လူတွေမြင်ကြတယ်အဲ့တော့ဟိုတကယ်ဆိုလို့ရှိရင်ကျွန်တော်မှတ်ကြောက်တင်ခံရမယ်အခုဆိုကျွန်တော်တို့တိုင်းပြည်မှာဘယ်လိုဖြစ်နေလဲဆိုတော့နောက်ကျောင်းပြန်တက်ရောက်မှုမရှိစေရတယ်ပြီးရင်အခုသမရကဒီသမရမရှိလို့ရှိရင်ဒီနောက်သမရဟိုသမရမရှိလို့ရှိရင်အဲ့တော့ဥပဒေနဲ့ပြဋ္ဌာန်းမယ်မလိုဘူးကျွန်တော်တို့ကိုလိပ်ပြကိုတတ်နဲ့ကိုသမိုင်းကိုကောင်းတယ်ဆိုရင်ကျွန်တော်စိန်ခေါ်ရမယ်ကြိုက်တဲ့အချိန်စစ်လိုက်ငါတို့သမိုင်းကကောင်းပြီလားဒေါက်တာဇောကနာပြောတာကျွန်တော်ဖတ်ပြောရဆိုမှဆိုလို့ကျွန်တော်မမေးရအောင်အဲ့တော့ကိုဥတွေနဲ့ကိုနိုင်ငံမှာကိုလူကိုမထိမ့်မဲ့နဲ့ဟိုဘက်ကဝယ်တဲ့လူကိုသွားထိမ့်ရမယ်ဆိုတော့ကြော်မနေဘူးလားဖြစ်နိုင်ပါမလားဒီကိစ္စကကျွန်တော်နိုင်ငံတကာ
ကျွန်တော်တို့အသင်းချုပ်ပေါ့နော်ကျွန်တော်တို့က EIDI ဆိုလဲဒါနိုင်ငံပေါင်း90ပါဝင်တဲ့အသင်းချုပ်တွေရှိလာပြီနိုင်ငံတကာစံနေရလဲကျွန်တော်တို့အပေါ်မှာအများကြီးအသိမှတ်ပြုပြီးကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းတွေကိုလည်းအထောက်အကူပြုလာပြီဆိုတော့ဒီဟာတွေအားနဲ့ပေါ့နော်ကျွန်တော်တို့ဒီတရုတ်နိုင်ငံနဲ့လည်းကျွန်တော်တို့ညှိတယ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဒေသဟာကျွန်တော်တို့ဒီဖားကန်ကိစ္စဟာဒီတရားဥပဒေစိုးမိုးရေးရှုထောင့်ကနေပြောတာတော့မှန်ပါတယ်ဒါပေမဲ့ဒီနေရာဟာလည်းနေဆက်ဒေသဖြစ်တယ်နောက်ပြီးတော့ဒီခုပဋိပက္ခတွေဖြစ်နေတဲ့နေရာလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါကိုလုပ်ဖို့ဆိုရင်ဒီပဋိပက္ခတွေမှာပါနေတဲ့သက်ဆိုင်သူအားလုံးဒီကိစ္စကိုဝိုင်းပြီးတော့ဆွေးနွေးဖို့လိုပါတယ်ဒါကြောင့်မလို့လည်းအခုကျွန်တော်တို့မှာတော့ဆွေးနွေးနိုင်မဲ့အခြေခံကောင်းတွေလည်းရှိနေပြဿနာလည်းသိနေပြီအဖြေရှာတဲ့ရှုထောင့်ကနေကျွန်တော်လုံးမယ်ဆိုရင်အဖြေရနိုင်ခြေရှိတယ်လို့ကျွန်တော်ပြောပါတယ်ဟုတ်ကဲ့ဆရာဒီလိုပါအခုပြဿနာကကြောက်စိမ့်တစ်ခုတည်းခုနပြောတဲ့အိန္ဒိယချင်းဝယ်တဲ့နိုင်ငံနဲ့ဆွေးနွေးရုံနဲ့မရဘူးဥဆုံးကျွန်တော်တို့နိုင်ငံဒီနေသားဒေသဆက်ဆက်နေတာ9နိုင်ငံရှိတယ်အဲ့9နိုင်ငံတည်းရလုံးမှာလာအိုဒေသကလွဲလို့အိန္ဒိယဘင်္ဂလားဒေ့ရှ်ယိုးရီးယားတရုတ်ပတ်နယ်မှာအားလုံးကတရားဝင်လုပ်ငန်းတွေပဲအောင်မြင်ကြီးပွားနေတာဆိုလိုချင်တာကစီးပွားရေးလုပ်ငန်းတွေရောအစိုးရတွေရောဒါတွေအားလုံးကဥပဒေပိုင်းကိုခိုင်မာစွာတည်ဆောက်ဖို့လိုတယ်ကျေးဇူးပါဦးစောတိုင်းကျွန်တော်တို့ချက်အနေနဲ့အခုလက်ရှိအနေထားကျွန်တော်တို့ဒါစီးပွားရေးပညာရှင်ကြီးတွေအားလုံးသိရပါတယ် resource ကျွန်တော်တို့ဒီ resource တွေပဲကျွန်တော်တို့ကထုတ်ရောင်းမလို့အဲ့ထုတ်ရောင်းတဲ့ပတ်စံလေးနဲ့ပဲကျွန်တော်ထမင်းစားနေဘောဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကကျွန်တော် geopolitical situation ဆိုတော့ကျွန်တော်တို့တိုင်းပြည်ကတန်ပေါင်း1000လောက်ရှိတဲ့တိုင်းပြည်ရာထဲမှာညက်နေပါတော့ကျွန်တော်ဒါတွေကိုကျွန်တော်လုံးဝကျွန်တော်သဘောမတူဘူးအဘယ်ကြောင့်ဆိုတော့အဲ့လိုသာပြောကြတယ်ဆိုအစ္စရေးနိုင်ငံဘယ်လိုပြောမလဲစင်ကာပူဘယ်လိုပြောမလဲစင်ကာပူမှာပတ်နေအင်ဒိုနီးရှားနိုင်ငံတွေပါတယ်ဒီလောက်ကြီးမားတဲ့နိုင်ငံကြီးတွေဒီကြီးမားတဲ့နိုင်ငံကြီးဘယ်တော့မှမကြောက်ခဲ့ဘူးအဲ့တော့ဗမာနိုင်ငံမှာဆိုလို့ရှိရင်မိမိရက်တည်နေတယ်ကိုထမင်းကိုစားနေတယ်ကျွန်တော်တို့ကစုံရဲ့ဟောလို့ပြစ်ချလိုက်လို့ရှိရင်အဲ့ကစုံကမနေ့ပညာအညွန့်မြထွက်တယ်ကျွန်တော်တို့ပြန်စားလို့ရသေးတယ်အဲ့တော့ကောင်းတဲ့တိုင်းပြည်ဒီမှာတခုဖြတ်မိလဲဘာမှမလုပ်တတ်လို့ဒါကြီးရောင်းစားပြီးတော့ပတ်စံစားတယ်ဘာမှလို့ပညာရှင်တွေရှိရတဲ့ဒါပဲရောင်းစားဆိုတော့ဘာမှမလုပ်ခဲ့ဘူးဗျာဘာမှမလုပ်ခဲ့လို့ဒီနေ့ဘာကြောင့်ရေဘူးပေါက်တာပဲရေပါပဲလို့ရေပေါက်တာမလို့ခြင်းနဲ့ concept နဲ့တိုင်းပြည်ကျွန်တော်ဆိုတော့ရှင်းပြတယ်ဒေါက်တာဇော်လည်းရှိရဗျာဦးစောလည်းရှိရဗျာဟုတ်ပါဘူးကျွန်တော်တို့ကပြောတာမို့ကျွန်တော်တို့ဘလို့မှပြောတယ်ဒီနေ့ကစာယူ4ကရှင်းကိုဘလို့သွားကြမလဲကျွန်တော်တို့မှလှုပ်ရှားအကြိုက်ကြတွေအများကြီးရှိတယ်ကျွန်တော်ပြောမယ်တစ်တွေခုတ်ခဲ့တော့ထမန်ဒီစီရေအားတက်စစ်တိတ်မယ်ဆိုတစ်တွေတန်ပေါင်းများစွာခုတ်ခဲ့တယ်ချမ်းသာတဲ့လူ3ယောက်ပဲချမ်းသာသွားတယ်အဲ့တုန်းကအရပ်ဘက်အဖွဲ့အစည်းတွေလာမကြည့်နိုင်ဘူးမေးလည်းမေးလို့မရဘူးကျွန်တော်ကောက်ွက်ခဲ့တယ်တနေ့တိုင်းမှာစောင်းစီတွေစိုက်မယ်ဆိုပြီးခုတ်သွားတယ်ဘာ EIU မှလည်းမရှိဘူးဘာမှလည်းမရှိဘူးကျေးဇူးပါကျွန်တော်ပေးတော့အလှည့်ပေးပါမယ်အဓိကတော့ခြုံပြီးကြည့်လိုက်ရင် state owned economic enterprise law ဆိုတဲ့နိုင်ငံမဲ့စီးပွားရေးလုပ်ငန်းကိုနိုင်ငံတော်အလွဲသုံးစားလုပ်မှုနဲ့ဥပဒေမလိုက်နိုင်မှုကြောင့်ဖြစ်နေတယ်လို့အယူသားဆုံးပြောရမှာပါနံပါတ်1ဒါတော့ကြည့်လိုက်ရအောင်နော်နံပါတ်2အချက်ကနိုင်ငံတော်နဲ့ state owned economic enterprise law ရချုပ်ဆိုထားတဲ့ foreign company ပဲဖြစ်ဖြစ်ပြည်တွင်း company ပဲဖြစ်ဖြစ်စာချုပ်ပါစည်းကမ်းတွေကိုမလိုက်နိုင်လို့ဖြစ်ရတဲ့အချက်ပါခုပြောနေတဲ့တဘာဝပတ်ဝန်းကျင်နေနဲ့ national resource တွေဟာလက်ရှိပြစ္ဆုတ်ပံလူသားတွေမဟုတ်ပါဘူးဒီနိုင်ငံအတွန်းရှည်စွာတည်ရှိနေတဲ့၍ဖြစ်ပေါ်လာမယ့်အနာဂတ်လူသားတိုင်းရဲ့ပိုင်ဆိုင်တဲ့ဥစ္စာကဏ္ဍပါဆိုတော့ပြောရဲစောင့်ကြည့်ရမှာမဟုတ်ပါဘူးစောင့်ရှောက်ရမှာစောင့်ကြည့်နေလို့မပြီးဘူးတယောက်ကကိုလိုကိုင်းနဲ့တိုက်ထုတ်သွားတယ်ဒိန်းရက်ကြည့်နေကျွန်တော်စောင့်ကြည့်နေတော့သွားပြီပါသွားပြီကျေးဇူးတင်ပါတယ်โอเคနော်အဲ့ဒါလေးမျိုးဆက်အဆက်အတွက်ကိုကြည့်ရမှာဆရာဟုတ်ပါတယ်စောင့်ကြည့်နေလို့မရဘူးစောင့်ရှောက်ရမှာဟုတ်ပါတယ်ကျွန်တော်တို့ချက်ချင်းလုံးတင်တဲ့တကယ်အဖြေရှာတဲ့ကိစ္စတွေဘက်ကကျွန်တော်တို့အများဆုံးဆွေးနွေးဖို့လိုပါတယ်ဟိုရှာကြီးခုနပြောတဲ့ကိစ္စမှာကနိုင်ငံပိုင်စီးပွားရေးကော်ပိုရေးရှင်းဆိုပေမဲ့ကျွန်တော်တို့အခုနောက်ဆုံးပေါ့နော် EIDI စီရင်ခံစာ February လကြာရင်လည်းဆရာတို့လေ့လာသင့်ပါတယ်ဒါအားလုံးအများပြည်သူသိအောင်လည်းကျွန်တော်တို့ထုတ်ပြန်မှုရှိပါတယ်အဲ့ဒါရဲ့အရာဆိုအခုချိန်မှာဒီကြောက်မြတ်နဲ့ပတ်သက်ပြီးတော့လောက်တာပုဂ္ဂလိက corporation တွေပဲလောက်ပါတော့တယ်ဆရာတို့ခုနတရုတ်နိုင်ငံကျွန်တော်အိန္ဒိယနိုင်ငံတွေဘယ်သူ့ကိုမှကျွန်တော်တို့မမီကိုခြင်းဘူးဆိုရင်เนาะကျွန်တော်တို့ရဲ့လုပ်ငန်းကိုလည်းအမြင့်မို့လိုနေတယ်ခင်ဗျဒီ value added လောက်အောင်ပါเนาะကျွန်တော်ခဏလေးကျွန်တော်နည်းနည်းဆွေးနွေးပြစီအဲ့တော့ဒီဟာကဒီဥပမာကိုကြည့်မယ်ဆိုရင်ကွန်ဂိုနိုင်ငံဟာဆိုရင်လည်းဒါစိတ်အများဆုံးထွက်ပြီးမယ်ဘေးပတ်ဝန်းကျင်နိုင်ငံအားလုံးကဖျက်လိုက်တဲ့အခါမှာအတော်ဒုက္ခရောက်သွားပါအဲ့တော့သူတို့ဘယ်လိုပြန်လုပ်လဲဆိုတော့ကင်မာလီ process ဆိုပြီးလုပ်တာရှိပါတယ်ဆိုတော့ကျွန်တော်တို့စီမှာလည်းကြောက်စိမ့်တို့ဒီဗရမယာတို့ဆိုတဲ့ဟာကိုနိုင်ငံတကာအထူးသဖြင့်အခုနောက်နိုင်ငံတွေဈေးကွက်ကိုကျွန်တော်တို့ဖော်ထုတ်ပြီးတော့ပုဂ္ဂလိကကဏ္ဍလေကျွန်တော်တို့အရိုင်းကနေဒီတကယ်ကိုအစိမ့်မြင့်တဲ့ကြောင်းမြင့်ရေရနာဖြစ်တဲ့အထိကိုဆရာတို့လုပ်ငန်းရှင်တွေဘက်ကဒါကိုလေးလာသုံးသပ်ပြီးတော့ဒါကိုတစ်စင်ပြီးတစ်စင်မြင့်သွားရင်ဒါတွေအားလုံးရဲ့ value တန်ဖိုးမြင့်တဲ့တန်ဖိုးမှန်သမျှကျွန်တော်တို့ပြည်သူတွေပဲရမှာဖြစ်တယ်ပြီးရင်လည်းကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံတွေကိုလည်း
မိကိုစရာမလိုတော့ဘူးဒီလိုလုံနိုင်တဲ့အခြေအနေဟာစိုးရကလည်းလုပ်ရမယ်ပုဂ္ဂလိကကလည်းလုပ်ရမယ်ပြီးရင်ကျွန်တော်တို့ပညာရှင်တွေကလည်းဝိုင်းပြီးအားလုံးလုပ်ရမယ်ကိစ္စပြောမယ်ဥစ္စာအခုကကျောင်းမြတ်လုပ်ငန်းတစ်ခုတည်းကိုအာရုံစိုက်ပြီးပြောမယ်ဆိုရင်ခုနပြောတော့ state owned enterprise မရှိတော့ဘူးပုဂ္ဂလိကတွေအားလုံးထွဲလိုက်ပါအကျိုးတွေလောက်တာတွေတော့ရှိနေသေးတယ်အဲ့ဒါကြောင့်ပြောဥစ္စာပြောတာကတော့အားလုံးမပန်ဘူးဆရာပုဂ္ဂလိကအမိခံနောက်ကကြိုးကင်နေတဲ့အဖွဲ့အစည်းတွေလုပ်တဲ့ဟာတွေအများကြီးရှိတယ်နော်ကျွန်တော်ပြောပြအဲ့တော့ရှင်းရှင်းပြောဒီအဖွဲ့အစည်းတွေကပုံမှန်လေးပြောများဥပိုင်လိုဟာမျိုးကင်ထားတာအများကြီးပဲကြောက်မြတ်ပါဗရမ ्या မှာလည်းထုတ်တယ်ကြောက်စိမ့်မှာလည်းထုတ်နေတယ်ဆိုတော့ဒါတွေကနေတစ်ဆင့်နောက်တတိယကိုယ်စားလှယ်သရုပ်တာကိုယ်စားလှယ်ပြင်စမကိုယ်စားလှယ်တွားပြီးတော့စင်ကဲနာမည်ခံနေတဲ့လုပ်နေတဲ့လုပ်ငန်းတွေကခုနပြောတဲ့အင်ဒီတာချင်းတိုင်းပြလူတွေကဖားကနေဝင်ပြီးကားရင်းနဲ့ဝင်ပြီးတော့စက်ကြီးတွေတူတယ်ဘလူးပါတယ်လေလူတွေပါတော့နွားချကြိုက်တာဆရာအဲ့တော့ပုဂ္ဂလိကလုပ်ငန်းရှင်တွေကတပည့်ချောက်ကြတာလုပ်တဲ့လုပ်ငန်းရှင်တွေဒီစက်ယုံတွေထောင်မဲ့ value added တွေလုပ်ပဲစ조사တော့ညားလဲရေများရေလိုက်မိခိုင်းဖြစ်သွားတယ်ကျေးဇူးတင်ပါတယ်ဦးစောခင်ဗျာခုနဖြတ်ပြောခြင်းဒါပေမဲ့ဒီလေးကုန်းလေးဖြေပါဒါတွေကနည်းနည်းသက်ဆိုင်နေလို့ပါနောင်မင်းအောင်သူဆွေးနွေးမနေရေးတာပါဒီကနေပြီးတော့နိုင်ငံတော်ဘန်နာတဲ့ဘယ်လောက်ရတယ်လဲပျက်စီးသွားတဲ့နေရာတွေကိုလှုပ်ဆောင်နေတဲ့ကုမ္ပဏီတွေကပြန်လဲလှုပ်ဆောင်ပေးခြင်းရှိမရှိကုမ္ပဏီကတွင်းတဲ့စက်ရန်နေရာတွေကတရားဝင်ခွင့်ပြုချက်ထက်ပို့တယ်ဆိုရင်အရေးဆောင်မှုရှိမရှိနံပါတ်1တစ်ချက်ကဒီကနေတော့နိုင်ငံတော်ဘာနာဘယ်လောက်ရတယ်လဲဆိုတာကျွန်တော်တို့ဒီတပ်ထုတွေနဲ့ပတ်သက်လာလို့ရင်တပ်ထုတွေမှာကျွန်တော်ဓာတ်ထုအခွန်ဆိုတာရှိတယ်ဓာတ်ထုအခွန်ဆိုတာကျွန်တော်တို့တွင်းဝခွန်နဲ့ကောက်တယ်တွင်းဝခွန်နဲ့ကောက်တော့ကျွန်တော်ကြောက်မြရတနာတွေမှာကြာတဲ့ခါကျ Emporium မှာတင်တဲ့ကျွန်တော်တို့တန်ဖိုးပေါ်နေပြီးကောက်တယ်တန်ဖိုးပေါ်မှာကျွန်တော်တို့ဒီကျန်းကင်းဈေးရှိတယ်ကျန်းကင်းဈေးကနေပြီးတော့လေလံဈေးမှာသူတို့အောင်သွားတဲ့ဈေးရှိတယ်ဒီငွေကဘယ်တော့ချိန်မှာတိုင်းပြည်ကိုပြောင်းဝင်လာသလဲဘယ်အချိန်မှာ bank transfer နဲ့နိုင်ငံရဲ့ဝင်ငွေဖြစ်နေပိုင်ရှင်တဲ့တက်လဲရောက်လာလဲဆိုတာဒါအခုတည်းကဒါတော်တော်လေးဒါချက်ချင်းကြီးရောက်မလာဘူးတော်တော်လေးကိုဖြည့်ရှင်းယူရတယ်ဒေသပျက်စီးသွားတဲ့ကိစ္စတွေမှာကျွန်တော်တို့ permit တစ်ခုထုတ်ပေးတယ်ဆိုတော့ permit condition ဆိုတာရှိတယ်ဒါစောစောကျွန်တော်ပြောတဲ့အထဲမှာလည်းပါပါတယ်permit condition ဆိုတာဒီကြောက်မြတ်နာထုတ်တယ်ဆိုလို့ရင်ဒီကြောက်သဘာဝပတ်ဝန်းကျင်ဖြည့်ဆည်းရင်မဖြစ်အောင်လူတွေအန္တရာယ်မဖြစ်အောင်တော့ခုတ်သွားတဲ့သစ်ပင်တွေပြန်ဆိုင်အောင်ဆိုတာ permit condition တွေအကုန်လုံးထည့်ထားပါတယ်ထည့်ထားပြီးတော့မှအဲ့ထည့်ထားသောစီကံကျင်များပါသော permit ကြီးကိုကျွန်တော် permit ပိုင်ရှင်ယူသွားပါတယ်ယူသွားပြီးတဲ့ကရာသူလုပ်ပါတယ်ပါမစ်စီကန်းကြီးတွေသူတခုမှလှည့်မကြည့်ပါဘူးသူပတ်ဆိုင်ရမယ့်လုပ်ငန်းတွေပဲအကုန်လုံးလုပ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောတာစောင့်ကြည့်တယ်ဆိုတာစောင့်ကြည့်အောင်တက်တက်မဟုတ်ပါဘူးစောင့်ကြည့်တော့ enforce လုပ်တာ enforce ဆိုတာစောင့်ကြည့်ပြီးတော့အရေးယူတာမလိုက်နိုင်အရေးယူအဲ့တော့ who will watch the watcher စောင့်တယ်လို့ဘယ်သူကစောင့်မလဲမစောင့်ဘူးအရေးယူတာမရှိဘူးအဲ့အရေးယူတာမရှိတော့ဘာဆက်လုပ်ကြမလို့ပြဿနာအဲ့ဒီမှာဆုံးတယ်ဆိုလိုချင်တာကျွန်တော်ပြောချင်တာတခွန်းနဲ့မှ sovereignty အချုပ်ချာအာဏာမင်းမှုကကျွန်တော်တို့လက်ထက်မှာရှိတယ်ကျွန်တော်တို့တင်စားတာကျွန်တော်တို့စားဖို့လည်းလောက်တယ်နောက်လူတွေလည်းလောက်တယ်လောက်တာကိုစီမံခန့်ခွဲပါသေချာစီမံရစီမံခန့်ခွဲပါဒါပဲကျွန်တော်ပြောအချုပ်ချာဆိုတဲ့နေရာမှာကျွန်တော်ပြောချင်တာကခုနောက်တက်မဲ့အစိုးရမှာကောတကယ်အချုပ်ချာအာဏာသူ့မှာရှိပါမလားဒီလိုပြောချင်တာကဘသူလက်ထက်မှာခုနဦးလင်ထောက်ပြဥပိုင်ကုမ္ပဏီကဲ့သို့သောစစ်တပ်သည်လွတ်တော်ထဲမှာလည်းဝင်မရွေးပဲနဲ့နေရာယူထားတယ်လေကင်းရာကင်းတွေထဲမှာလည်းဝင်ပြီးတော့နေရာယူထားတယ်တတုပင်ကဏ္ဍတွေစီးပွားရေးကဏ္ဍတွေမှာဆိုလဲဝင်နေရာယူထားတယ်ရှောက်ပြီးတော့ဒီလိုပဲလုံနေအောင်မယ်ဆိုရင်တော့နောက်အစိုးရကလည်းဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ကအခက်အခဲတွေအများကြီးဖြစ်နေပါတယ်ဒီဘက်ကအရှင်သိတ်ကောင်းနေပါကျွန်တော်ဆက်ဆွေးနေပါမယ်အခုတော့ပြည်စမမြောက်ဦးဆောင်ဆွေးနွေးသူတို့ကျွန်တော်တို့သတ်မှတ်တဲ့မြန်မာ Center for Responsible Business က Director Vicky Woman ပါဝင်ဆွေးနွေးထားချက်ကိုကြည့်အောင်ဗျာခုချိန်ဒါရရင်ခေါင်းမှာဒါမှနောက်မှပြန်စားလုပ်တဲ့အချိန်အဲ့ဒါလောက် license အဲ့ဒါလောက်ဟို mine နေပါတယ်pay ဖွင့်ခွင့်မပေးရပါဘူးเนาะတပြေးပြေးလုပ်ရတယ်။ဘာကြောင့်ဆိုတော့တပြေးပြေးလုပ်ရင်ပို့ပြီးတော့ထိမ့်သိမ်းလို့ရပါတယ်။အခုက free for all ဖြစ်တယ်เนาะဒါဟို set တွေပါတယ်များလာနေတယ်။နောက်ပြီးတော့မြန်မာသဘာဝပတ်ဝန်းကျင်ဥပဒေတွေပါတယ်တိတ်မရှိပါဘူးเนาะကျမတို့ဟို top level ဥပဒေဒါ2012ခုနှစ်မှာပဲထုတ်တယ်ဒါပေမဲ့ waste water standards air standards အကုန်လုံးမရှိသေးဘူးဆိုဒါကြောင့်မလို့ကျမတို့ဟိုအဖွဲ့ MCRB ဘာအရှမ်းဖြူချက်ရှိသလဲဒီအမျိုးသား national ဥပဒေတွေပါတယ် standard မရှိရင်အပြည့်ပြည့်ဆိုင်ရာဥပဒေတွေသုံးလို့ရပါတယ်အထူးသဖြင့်ကInternational Finance Corporation IFC သူတို့ standards အမျိုးဆုံးရှိတယ်နော် mining နဲ့ပတ်သက်တဲ့သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ and အဲ့ဒီဟာမျိုးတွေကဒါစာချုပ်အထင်မှလည်းထည့်လို့ရတယ်ဒါမှမဟုတ်ရင်အခုချိန်ကဒီ environmental impact assessment နဲ့ environmental management plan အဲ့ဒီအထင်မှလည်းဒီစာနှုန်းနဲ့သွင်းရတယ်
the environmental management plan အထက်မှာဖားရင်ဒါ contract သဘောမျိုးပဲနော်ဒါဆိုရင် company တခုကဒီဟာမျိုးတွေ standard ချုပ်ဖောက်ရင်သူတို့ဥပဒေအရာဆွဆွဲလို့ရပါတယ်ဒါမှမဟုတ်ရင်သူရဲ့စီမံကိန်းရခိုင်လို့ရပါတယ်နော်နောက်ပြီးတော့တခြားနိုင်ငံမှာတခြား company မှာဒီဟာမျိုးတွေဖြစ်ရင်သူတို့အမြဲတမ်းသူတို့အသေးစိတ်ပါတဲ့စုံစမ်းရေးအဖွဲ့လုပ်တယ် investigation နော်ဘာဖြစ်လို့ဖြစ်သွားလဲနောက်တစ်ခေါက်မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဒီဟာမျိုးတွေသူကတကယ်ဖခါမှလုပ်ဖို့သလားအဲ့ဒါလည်းမသိပါဘူးနော်ဒီဟာမျိုးတွေအသေးစိတ်တွေသိမပေါ်လာပါဘူး